ငိမ့်မြတ်သူနဲ့တရဝင်းလက်ထပ်မထားလို့နောက်မိမယူတာဘာဖြစ်လဲဆိုပြီးတုံ့ပြန်လာတဲ့ငိမ့်မြတ်သူယောက်ျားကိုကိုအဆန်းဆက်ရပြုစုယူရခဲ့တဲ့ဇနီးတဲ့ငိမ့်မြတ်သူကိုရုပ်ဆိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဆွန့်ပစ်ပြီးတော့ဇနီးတဲ့ရဲ့အချောအလှတငယ်ချင်းဖြစ်သူနဲ့ဖောက်ပြန်ခဲ့တဲ့ထက်အားကောက်ကျော်ရဲ့ပွဲကလူပြောများနေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကတစ္ဆာဖောက်ခံရတဲ့ဇနီးဖြစ်သူငိမ့်မြတ်သူကသူမအနေနဲ့ဒီလောက်ရက်ကိုလုံးဝလက်မခံနိုင်ကြောင်းနဲ့ဖောက်ပြန်သွားတဲ့ခင်မွန်းဖြစ်သူကိုလုံးဝကွာရှင်းပေးမှာမဟုတ်ဘူးဆိုပြီးတော့ပြပြတသားရက်တီပြောဆိုခဲ့ရပါ။အဲ့ဒီလိုငိမ့်မြတ်သူဘက်ကပြပြတသားတုံ့ပြန်လာချိန်မှာတော့နောက်ွယ်မှာဖုံးကွယ်ထားတဲ့အမှန်တရားတစ်ခုကပေါ်ထွက်လာပါတယ်။ဒါကတော့တခြားမဟုတ်ပါဘူး။ထက်အားကကြော်ယူလိုက်တဲ့နောက်မိမငိမ့်မြတ်သူရဲ့တငယ်ချင်းဖြစ်သူကအခုဆိုရင်ကိုဝင်းပဋိသန္ဓေလွဲထားရပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒါကြောင့်လေသူတို့နှစ်ဦးကအလောတကြီးနဲ့လူသိရှင်ကြားပေါင်းသိမ်းခဲ့ကြတာဖြစ်တယ်လို့ပရိသတ်တွေကသုံးသပ်နေကြပါတယ်။ဇနီးတွေကလည်းတရားဝင်ကွာမပေးနိုင်ဘူးလို့ပြောလာတယ်။နောက်မိန်းမမှာလည်းကိုဝင်ကရှိနေပြီဆိုတော့ကြားတွေကထက်အားကကြော်တယောက်ဘလို့များဖြည့်ရှင်းမလဲလို့အားလုံးကတော့စောင့်ကြည့်နေခဲ့ကြတာပါ။ဒီအချိန်မှာပဲထက်အားကကြော်ကပရိသတ်တွေလုံးဝထင်မှတ်မထားတဲ့စကားတစ်ခုကိုမျက်နှာပေါင်တိုက်ပြီးတော့ပြောဆိုလာခဲ့ပါတယ်။ထက်အားကကြော်ကသူ့အနေနဲ့ငိမ့်မြတ်သူကိုကွာရှင်းပေးစရာအကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့သူနဲ့ငိမ့်မြတ်သူကတရက်ဝင်စာချုပ်စာတမ်းနဲ့လက်မှတ်ရေးထိုးပြီးတော့လက်ထပ်ထားတာမဟုတ်တဲ့အတွက်လို့ဆိုလာပါတယ်။သူတို့နှစ်ယောက်ပေါင်းသိနေထိုင်ပြီးတော့သားသမီးတယောက်အရာထားတာမှန်ပေမဲ့ဥပဒေအရာတရက်ဝင်မဟုတ်တဲ့အတွက်သူ့အနေနဲ့အခုမှသူတကယ်ချစ်တဲ့မိန်းကလေးကိုတရက်ဝင်လက်ထပ်ပေါင်းသိတာကဘာအပြစ်မှမရှိဘူး။သူလောက်တာမမှားဘူးဆိုပြီးတော့ဝေဖန်နေတဲ့ပရိသတ်တွေကိုရရဲတင်းတင်းပဲပြန်လည်ပြီးတော့တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။ကိုရင်သွေးကိုကိုမွေးဖွားထားတဲ့မိန်းမတယောက်ကိုဥပဒေအားနည်းချက်စာချုပ်စာတမ်းအားနည်းချက်ကိုခွင့်ကောင်းယူပြီးတော့အခုလိုဖြည့်ရှင်းလိုက်တာကတကယ်ကိုအောက်တန်းကြလုံးတဲ့လုံရက်တစ်ခုလို့ဆိုရမှာပါပရိသတ်ကြီးတို့စဉ်းစားကြည့်ပါမြန်မာရိုးရာယဉ်ကျေးမှုနဲ့ဒလေထုံထန်ဥပဒေတွေအရာတမိုးအောက်ထဲအတူနေပြီးတော့သားသမီးတယောက်ထွန်းကားတဲ့အထိပေါင်းသိနေထိုင်ကြတယ်ဆိုတာကလင်မယားအဖြစ်အထင်ရှားတည်ရှိနေရပါဆောင်ရွက်ပေါ်မှာလက်မှတ်မထိုးထားဘူးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ကိုနဲ့အတူတူဖြတ်တန်းခဲ့တဲ့အချိန်တွေကိုပြုစုဆောင်ရှောက်ခဲ့တဲ့တန်ရုံးစင်တွေနဲ့ကိုရဲ့သွေးသားရင်ကလေးငယ်တယောက်လုံးကိုပါမျက်ွယ်ပြုပြီးတော့ငါမှအပြစ်မရှိဘူးလို့ပြောထွက်တာကလူချင်းဝေးအရာရောကိုချင်းစာတရားအရာပါလုံးဝကိုလက်ခံနိုင်စရာမရှိတဲ့ကိစ္စပါဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့လူမှုကွန်ရက်ပေါ်ကပရိသတ်တွေကဒေါသအထုထိတ်ကိုရောက်သွားခဲ့ကြပါတယ်လူတယောက်မှရှေ့သိမ်းရှေ့ထိုက်တဲ့ကိုချင်းစာတရားတနာကျင်နာတတ်တဲ့စိတ်တာဝန်ယူတာဝန်ခံတတ်တဲ့စိတ်လုံးဝမရှိတဲ့ထအားကားကြောကိုလူစိတ်မရှိတဲ့လူတရိษံတတောင်အောက်တန်းကြတဲ့သူဆိုပြီးတော့အပြင်းထန်အပြစ်တင်ဝေဖန်ရှုတ်ချနေပါတယ်ငြိမ်းမြတ်သူနေနဲ့ဒီလိုလူစိတ်မရှိတဲ့ယောက်ျားမျိုးကိုလုံးဝအလျှော့မပေးပဲရနိုင်သမျှဥပဒေကြောင့်အရာအဆုံးထိရင်ဆိုင်သွားဖို့ပရိသတ်တွေကတော့တခဲနဲ့အားပေးထောက်ခံနေကြပါတယ်။ကဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့တရားဝင်လက်မှတ်မထိုးထားလို့ငါမှအပြစ်မရှိဘူးနောက်မိမယူတာမှန်နေဆိုပြီးတော့ဖြည့်ရှင်းလာတဲ့ထက်အားကကျော်ရဲ့မျက်နှာပြောင်တိုက်မှုအပေါ်မှာပရိသတ်ကြီးတို့ကရောဘယ်လိုမျိုးသုံးသပ်မိပါသလဲ။စာရွက်တရွက်မရှိုံနဲ့ဖခင်တယောက်ခင်ပွန်းတယောက်ရဲ့တာဝန်ဝတ္တရားတွေကနေလွတ်ကင်းသွားပြီလို့ထင်ပါသလားလုံးဝကွာမပေးဘူးလို့ဆုံးဖြတ်ထားတဲ့ငြိမ်းမြတ်သူအနေနဲ့ရောရှေ့ဆက်ပြီးတော့ဘယ်လိုမျိုးတုံ့ပြန်သင့်တယ်လို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်